အားလုံးမင်္ဂလာပါဒီနေ့ကတော့ခါဆွဲလောက်ဆာမှာပဲဖြစ်ပါတယ်ဒီခါဆွဲဘူးလေးလောက်ဆာမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ခင်ဗျချီထည့်ဒီကိုဒီခွက်လေးနဲ့တစ်ခွက်ထည့်ပါမယ်ဒီကတော့တစ်ခွက်ကုန်သွားပါပြီဒီလိုတက်ရပဲဖြစ်ပါတယ်ဒီအိုးနဲ့ပေါ့နော်တဝက်စာလောက်တော့ရတယ်ပေါ့နော်တစ်ခွက်ထည့်လိုက်တာဒီလောက်ရပါတယ်ဒီဘူးလေးကိုအဲ့ဒါအရင်ကဖောက်ကြရအောင်ဖတ်ကြည့်ပါကွာဝါမှာချာဝေါရပါပြီဒီလောက်ပဲထည့်လိုက်တယ်ဒီလောက်ပဲခွာလာလိုက်မယ်ဟိုရေနွေးထည့်နေလေပေါ့နော်ဒါနဲ့ဟောလုံးမှာဆိုအဲ့တော့လိုက်ပါမယ်ရပြီးတိုင်းကြတော့ဒီမှာအထုပ်ကလေးတွေကိုပေးထည့်ထားလိုက်နော်အထုပ်က3ထုပ်ပါဒါလေးကအပီးနံနော်ဒါလေးကအစီနဲ့ထုပ်ဒါလေးကအမုတ်ရတာမဟုတ်ဘူးနော်ပြောမယ်A few moments later ဒါရထွက်လာဆိုတော့မယ်ဒီဒါဆိုရင်ပေါ့နော်ဒီမှာရင်းနှီးရတော့စူပြီးပေါ့နော်အဲ့တော့ရင်းနှီးလေးထည့်ရအောင်